ပင်လယ်သမုဒ္ဒရာရဲ့အောက်မှာရှိတဲ့နဂါးကိုရှာနဂါးဆိုတာဂလုံရဲ့အစကိုအဲ့ဒီလိုနီးနဲ့သမုဒ္ဒရာရေကိုနှစ်ဖြာကွဲအောင်အတောင်မှန်နဲ့ရိုက်ခတ်ပြီးတော့ပေါ်လာတဲ့နဂါးကိုအမိကနေပြီးတော့တခါတည်းဆွဲသွားတာအဲ့ဒါနဂါးကမသေးဘဲနဲ့ဂလုံရဲ့ခြေသေးကြကနေတူးလို့တွဲလောင်းပါသွားတာအဲ့ဒီမှာဂလုံကဘယ်ကိုဥတည်ပြီးတော့ပြန်လဲဆိုတော့ဦးဇင်းတို့ဖျားလောင်းရှိတဲ့လက်ပံပင်ကြီးကိုဥတည်ပြီးတော့ပြန်လာအဲ့ဒီလက်ပံပင်မော်ကိုတင်းပြီးတော့သူကစားနေကြအဲ့ဒီလိုပြန်တော့ဘယ်ကိုဖြတ်ရလဲဆိုတော့ဦးဇင်းတို့ဟိမွန်တာတောကိုဖြတ်ရအဲ့ဒီမှာဂလုံကအောက်ကသစ်ပင်တွေနဲ့မလွတ်တလွတ်ပြန်သွားတာအဲ့ဒါအောက်ကနဂါးကလေဂလုံရဲ့လက်သေးကြားကနေပြီးတော့သစ်ပင်တွေကိုထိခိုက်ပြီးတော့အဲ့ဒါတိုက်ပြီးတော့ပါသွားတာအဲ့ဒါနဂါးကလည်းသေပြီးနဲ့တိတ်ကြောက်တဲ့အတွက်ကြောင့်သူကလည်းအကြံထုတ်ရင်းနဲ့လိုက်သွားတာအဲ့ဒါတနေရာရောက်တော့သစ်ပင်တစ်ပင်ကလည်းတော်တော်ရှိရှိကြီးတွေ့တယ်အဲ့ဒါကိုသူကဇက်ဆိုတခါတည်းဖမ်းပြီးတော့ပတ်လိုက်နဂါးကဂလုံရဲ့လက်သေးကြားမှာနဂါးရဲ့အခွေကြားထဲမှာသစ်ပင်ဂလုံအားကောင်းလိုက်ပုံကတော့တဲ့အဲ့ဒီသစ်ပင်ဟာကျွတ်ပြီးတော့ထွက်သွားပါသွားနဂါးအခွေကလည်းမပြေဘူးနဂါးလည်းပြုတ်ကြမနေဘူးအဲ့ဒါနဂါးရဲ့အခွေထဲမှာဘာပါသွားတော့သစ်ပင်ပါသွားတယ်အဲ့ဒီသစ်ပင်ကညောင်ပင်ဖြစ်နေတယ်ဒိဋ္ဌိဘာပင်ဖြစ်နေလဲညောင်ပင်ဖြစ်နေတယ်အဲ့ဒါနဲ့ဂလုံကသိတော့မသိပါဘူးလက်ပံပင်တွေရောက်ပြီဆိုတော့အသားဖြားပြီးခါပြီးတော့လေနဂါးကိုလက်ပံပင်ပေါ်တင်းပြီးတော့ခေါင်းကိုဖောက်ပြီးတော့အစီကိုစုပ်ပြီးတော့အုံနောက်ကိုစားပြီးတော့အကောင်ပုတ်ကိုသမုဒ္ဒရာနဲ့ပြစ်လိုက်အဲ့ဒီမှာခုနတုန်းကပါလာတဲ့ညောင်ပင်ကတော့တုံးလုံးပက်လက်လက်ပံပင်ကြီးရဲ့ခြေရင်းမှာရှိနေတယ်အဲ့ဒီညောင်ပင်ပေါ်မှာငှက်တိုက်ကလေးသေးသေးလေးတစ်ခုပါလာတယ်အဲ့ဒီငှက်တိုက်ကလေးမှာဒီလုံးငှက်မလေးသေးသေးလေးအဲ့ဒါလေးကလည်းပဲအဲ့ဒီညောင်ကိုင်းပေါ်မှာတက်ပြီးတော့မရှုမလသေးနေတဲ့ညောင်ပင်ရဲ့ညောင်ကိုင်းပေါ်မှာနားပြီးတော့ငါမိကိုရအပင်ကတော့သေသွားပြီတော့ငါပင်သားမှာဆက်ပြီးတော့အတိုက်ဆောက်ပြီးတော့နေရမလို့ရှောက်ကြည့်တော့လက်ပံပင်ကြီးကိုမြင်တယ်မြင်တော့လက်ပံပင်ကွာကြတက်ပြီးတော့နားတယ်နေရာသစ္စာဣတရေဘီလုံးငတ်မလေးကပါလဲနေရာသစ္စာအဲ့ဒီလိုတက်ပြီးတော့နားတဲ့အချိန်မှာပဲဖရာလောင်းကြီးကကြောက်လွန်းလို့တဲ့တုံသွားတာအဲ့ဒီလက်ပံပင်ရဲ့အမြင့်တွေတောင်တုံသွားတယ်လို့ဆိုတယ်အဲ့ဒီအခြေအနေတွေအကုန်လုံးကိုဂလုံကသိငါလိုသိကြီးကျယ်တဲ့ဂလုံတကောင်နားတော့ကဘာမှမထူကြပဲနဲ့လက်သီးစုပ်လေးလောက်ရှိတဲ့ဒီငှက်မကလေးလာနာတာသူဘာကြောင့်ဒီလောက်ကြောက်ရတယ်လဲအဲ့ဒါ तू မနေနိုင်ဘူးဘုရားလောင်းကိုမေးတယ်အချင်းလက်ပံပင်ဆောင်နဲ့ငါလိုအကောင်ကြီးနားတော့ကသင်မကြောက်ဖဲနဲ့ဒီသေးသေးလေးအကောင်နားတာကိုဘာကြောင့်ကြောက်တယ်အဲ့ဒီမှာဘုရားလောင်းကရှင်းပြန်မင်းစဉ်းစားကြည့်ဟောဒီငှက်မလေးဟာညောင်ပင်ပေါ်မှာနေတော့ဧကန္နညောင်စည်းကိုစားမယ်ညောင်စည်းကိုစားရင်ဧကန္နမစင်စွန့်ရင်မစင်ထဲမှာညောင်စည်းသည်တေချာပေါင်းပါမယ်အဲ့ဒီညောင်စည်းသည်ငါရဲ့လက်ပံပင်ကိုအမြင့်တွယ်ပြီးတော့ကြီးထွားလာလို့ရှိရင်ငါရဲ့လက်ပံပင်ကြီးကိုဝါမြူသွားမှာပဲတဲ့အဲ့ဒါငါမကြောက်တဲ့မို့လားတဲ့ငါကိုအတွေးခေါင်တယ်လို့ပြောချင်သလားတဲ့ပိဋကရေဒါဖြစ်နိုင်တဲ့ကိစ္စလားမဖြစ်နိုင်တဲ့ကိစ္စလားဖြစ်နိုင်တဲ့ကိစ္စပဲအဲ့ဒီမှာဘုရားလောင်းကဂါထာလေးရွတ်ပြသင်္ကေယသင်္ကိတဗာနေရကေယနာဂတဗယံနာဂတဗယံဒီရောဥဘောလောကေအဝခတိသင်္ကေယသင်္ကိတဗာနေသင်္ကေယကြောက်လန့်သင်ကြောက်လန့်တတ်သည်တို့ကိုသင်္ကိတဗာနေကြောက်လန့်ကုန်ရ၏ရခေယနာဂတဗယံနာဂတဗယံလာလတံသောဘိက္ခုရခေယစောင့်ရှောက်ရ၏ကြောက်တဲ့နာကိုကြောက်ကိုကြောက်ရမယ်လာမယ့်အနာဂတ်မှာဘေးတွေဖြစ်ပေါ်လာမယ်လို့သိရင်ကြိုတင်ပြီးတော့ကာကွယ်ရမယ်ဒါဉာဏ်ရှိတဲ့လူတွေရဲ့အလုပ်နော်ဒကာကြီးမိုင်းမြတ်ဘယ်ကိစ္စမျိုးမှမဆိုကြောက်တဲ့နာကိုကြောက်ကိုကြောက်ရမယ်လာမယ့်ဘေးကိုကြိုတင်ပြီးတော့ကာကွယ်ရမယ်ပညာရှိတို့ရဲ့သဘောဟာအဲ့ဒီတိုင်းပဲဘေးကိုမတွေ့အောင်ရှောင်နေကြိုတင်ပြီးတော့တတ်နိုင်တယ်လို့လဲကာကွယ်တယ်အဲ့ဒီလိုလုတ်တဲ့ဂျားတွေကဘေးကတွေ့လာပြီဆိုရင်တော့တတိရှိရှိရင်ဆိုင်မယ်ဒီလိုဒါပညာရှိတို့ရဲ့သဘောနော်ဒကာကြီးမိုင်းမြတ်အေးဒီမှာဘုရားလောင်းကအဲ့ဒါလိုလေးသင်္ကေယသင်္ကိတဗာတိကြောက်လန့်သင်ကြောက်လန့်တိုက်သည်တို့ကိုကြောက်လန့်ရ၏
ရခေယနာဂတဘယံနာဂတဘယံလာလတံသောဘိကိုရခေယစောင့်ရှောက်ရ၏နာဂတဘယံဒီတော်ဥဘောလောကေအဝကတိဒီတော်ပညာရှိသောပုဂ္ဂိုလ်သည်နာဂတဘယံလာလတံသောဘိဖြင့်ချိန်ထိုး၍ဥဘောလောကေမျက်မှောက်လောကတမနောလောကဟုဆိုသောနှစ်ပါးစုံသောလောကကိုအဝကတိကြည့်ရှုရ၏ဉာဏ်ကြီးတဲ့လူဆိုတာတဲ့လာလတံသောဘေးဖြင့်ချိန်ပြီးတော့ဒီဘဝနောက်ဘဝနှစ်ပါးစုံဘဝကိုကြည့်ရမယ်တဲ့ဒါလေးသိပြီးတော့မှတ်သားစရာကောင်းတယ်နော်ဒကမာကြီးများပညာရှိတဲ့လူဆိုတာဒီဘဝနောက်ဘဝနှစ်ပါးစုံဘဝကိုကြည့်ရတဘဝတည်းကြည့်ရမှာလားမဟုတ်ဘူးဘာကြောင့်လဲတဘဝတည်းနဲ့ပြီးသွားမယ်ကိစ္စမဟုတ်လို့ပဲဟုတ်လားဒကာကြီးမိုက်မြဒါကြောင့်တကယ်လို့အလုပ်တစ်ခုလုပ်တော့မယ်ကြံလို့ရှိရင်နှစ်ခုကြည့်ရမယ်ဒီလှုပ်လိုက်ရင်ဒီဘဝတော့ချမ်းသာတော့နောက်ဘဝတော့ဆင်းရဲစေတော့ဆိုရင်ဒီလိုမျိုးလှုပ်သင့်ပါသလားမလှုပ်သင့်ဘူးနော်ဒကာကြီးမိုက်မြဟာမျက်တောင်တစ်စုံကြည့်ပြီးတော့မျက်စိတစ်စုံမကြည့်ဘူးဆိုရင်ဉာဏ်ကြီးရရောက်သလားဉာဏ်နဲ့ရရောက်သလားဉာဏ်နဲ့ရရောက်သေးဟုတ်လားဒကာကြီးမိုက်မြဒါကြောင့်ဒီဘဝနောက်ဘဝနှစ်ပါးစုံကြည့်ပြီးတော့ကိုယ့်ရဲ့လာလတန်သောဘေးတွေမကြမရောက်ရအောင်လိမ့်လိမ့်မာမာပါပါနက်နက်နေသွားတတ်ရမယ်သဘောပေါက်တယ်နော်အေးအဲ့ဒီလိုဘုရားလောင်းကရွတ်ပြတော့ဂလုံငှက်မင်းကလည်းပဲဒါကိုလုံးဝလက်ခံအဲ့ဒီဇတ်တော်ကိုမြတ်စွာဘုရားကဘယ်လိုရည်ရွယ်ချက်နဲ့ဟောတာလဲကြောက်လန့်တဲ့ကြောက်လန့်တိုက်တဲ့အရာတွေကိုကြောက်လန့်ရမယ်ပညာရှိဆိုတာတစ်ချိန်ချိန်မှာကိုယ့်ကိုဘေးသင့်နိုင်တဲ့အရာကိုကြိုတင်ပြီးတော့ရှောင်ရှားမယ်ကာကွယ်မယ်ဒီလိုမဟုတ်လားအေးဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့မိမိရဲ့ဘဝတန်တရားတစ်လျှောက်အဆိုးဆုံးဒုက္ခပေးနိုင်တဲ့မကောင်းသောစိတ်ကိုကြောက်လန့်တဲ့အထဲမှာတော့ကြောက်เสียအကောင်းဆုံးပဲလို့သဘောမပေါက်တဲ့မို့လားပေါက်တဲ့နေဒါကြောင့်အဆိုးဆုံးယံသူဆိုတာဘာလဲလို့မေးရင်မကောင်းသောစိတ်ပိဋိယံသူအကြောင်းတွေကိုပြောမယ်ဆိုရင်ပြောလို့မကုန်နိုင်ဘူးနော်ဘာကြောင့်လဲသိလားအဲ့ဒါသိလားမကောင်းသောစိတ်ရဲ့လက်ရလက်ချက်တွေသက်သေတာရကတွေလောကကြီးမှာအများကြီးရှိနေလို့နော်မကောင်းသောစိတ်တွေကြောင့်ဘယ်သူတွေတော့ဒုက္ခရောက်သွားတယ်ဘယ်ဝါတွေတော့မရှုမလဘလို့ဒုက္ခတွေခံစားနေရတယ်ဆိုတာပြောကုန်နိုင်ပေါ်ရရှိပါမလားမရှိဘူးဒါကြောင့်မကောင်းသောစိတ်ရဲ့အကြောင်းကိုဦးဇင်းတို့ဒီလောက်ပဲရက်မယ်ဗျာဟုတ်လားအဲ့တော့အဆိုးဆုံးယံသူဆိုတာဘာလဲလို့မေးရင်ပြောတတ်ပြီလားမကောင်းသောစိတ်အကောင်းဆုံးမိတ်ဆွေအကြောင်းသွားကြမယ်နော်နာဓမ္မာတာပိတာကိတာအင်ဂျေဝါပိစညာတကသမ္မာပနိဟိတံစိတ်တံတေယသောနံတတောကရိတံဒုက္ခံထိုလူနံနိဗ္ဗာန်သုံးတန်သောချမ်းသာကိုမာတာမိခင်သီနာကိရာထပြုလို့၍မပေးနိုင်လေကုန်ပိတာဖခင်သီနာကိရာထပြုလို့၍မပေးနိုင်ကုန်အင်ကြီးပိမိခင်ဖခင်ကြည်သူရှင်တို့မှာတမျိုးတခြားတစ်ပါးသာလင်ဖြစ်ကုန်သောညာတကာမိဆွေခင်မွန်ချစ်ချမ်းဝင်ကြကုန်သောဆွေမျိုးသားချင်းတို့သည်လေနာကိရာထပြုလို့၍မပေးနိုင်လေကုန်တကယ်ချမ်းသာစေချမ်းသာမှန်ကိုအမေကလည်းမပေးနိုင်ဘူးအဖေကလည်းမပေးနိုင်ဘူးချစ်ချမ်းဝင်ကြတဲ့ဆွေမျိုးသားချင်းမိတ်ဆွေအပေါင်းအသင်းတွေကလည်းမပေးနိုင်ဘူးဘသူကပေးနိုင်တယ်လေလို့အဖြေထုတ်ထားတယ်လေဆိုရင်သမ္မာပဏိဟိတံကောင်းစွာဆောက်တည်၍ထားအပ်သောစိတ်တံကုသိုလ်စိတ်တို့သည်ဝါကောင်းသောစိတ်တို့သည်နံထိုကုသိုလ်စိတ်ပိုင်ရှင်ကိုဝါကောင်းသောစိတ်ပိုင်ရှင်ကိုတေရသောချမ်းသာအောင်မြင့်မြတ်အောင်ကရေကရေရပြုနိုင်ပေ၏အမေအဖေကမပေးနိုင်တဲ့မေတ္တာရှိတဲ့လူတွေကမပေးနိုင်တဲ့ချမ်းသာကိုကောင်းတဲ့စိတ်ကပေးနိုင်တယ်တဲ့ဟုတ်လားတခါကြီးမိုက်မြကောင်းတဲ့စိတ်ကပေးနိုင်တယ်ကောင်းတဲ့စိတ်တဲ့အာကိုးစရာအကောင်းဆုံးအရာလောကမှာမရှိဘူးပေးကမ်းတဲ့စွန့်ကြည်တွေဆိုရင်လည်းဒါကောင်းတဲ့စိတ်လို့ပြောလို့မရဘူးလားသူများကိုဒုက္ခမပေးဘူးစောင့်စည်းပြီးတော့စိတ်ကိုချုပ်ထီးပြီးတော့နေမယ်ဆိုရင်ကောကောင်းတဲ့စိတ်လို့ပြောလို့မရဘူးလားရတယ်အမှန်တရားကိုနားလည်အောင်သဘောပေါက်အောင်လေ့ကျင့်အားထုတ်နေတဲ့ဘာဝနာတရားလည်းပါလေကောင်းတဲ့စိတ်ကုသိုလ်တရားဆိုတာဘာလဲလို့မေးရင်ကောင်းသောစိတ်ပဲဗျဟင်ဒီကကြီးမိုက်မြဒီထဲမှာအကုန်ဝင်ရတယ်မဟုတ်လားအေးဒါကြောင့်ကောင်းသောစိတ်တည်သာလျင်ဘဝမှာအားကိုးစရာအကောင်းဆုံးမိတ်ဆွေဟုတ်လားတခါကြီးမိုက်မြအေးဘာကြောင့်သူ့ကိုမိတ်ဆွေလို့သတ်မှတ်ရတယ်လဲသူ့ကိုလည်းအချက်၃ချက်နဲ့ဦးဇင်းတို့ပြောပြမယ်ဒီလောက်ပြောလိုက်ရင်ဟောဒီပိဿကတော့သဘောပေါက်ပြီလို့တောင်ဦးဇင်းကထင်တယ်ဟင်ဒကမကြီးမြမ
ကောင်းသောစိတ်ကိုယံသူလို့ဦးသိန်းပြောတော့ကလည်းအချက်၃ချက်နဲ့ပြောခဲ့တာနော်ခုကောင်းသောစိတ်ကိုမိတ်ဆွေလို့ပြောတော့လည်းအချက်ပဲနဲ့ချက်ပြောမှာတချို့ရိပ်မိပြီလို့ထင်တယ်ဖြစ်ဆဲမှာအေးချမ်းသည်တွေသက်သာသည်တွေချမ်းသာစေတယ်ဒါကြောင့်ကောင်းသောစိတ်သည်ကောင်းဆုံးမိတ်ဆွေဒီဘဝမသေးခင်မှာကိုပဲကောင်းတဲ့စိတ်တွေကြီးထွားအောင်မွေးမြူကြတဲ့ပုဂ္ဂိုလ်များကောင်းကောင်းချမ်းချမ်းသာသာနေရအကျိုးပေးမယ်ဟုတ်လားတန်တရားတစ်လျှောက်ဘဝတဏမကုန်သေးလို့ကျင်လေရစေအောင်တော့အစင်းမြင့်တဲ့ဘဝမှာအစင်းမြင့်တဲ့နေနည်းမျိုးနဲ့အစင်းမြင့်နေသွားရကောင်းတဲ့စိတ်ကအစင်းမြင့်တာကိုဟုတ်လားတခါကြီးမိုင်းမြဒါကြောင့်အဲ့ဒီအချက်၃ချက်ဖြစ်စေမှာအေးချမ်းစေတယ်သက်သာစေတယ်ဒီဘဝမှာချမ်းသာစေတယ်တန်တရားတစ်လျှောက်လုံးဖေးမကူညီလိမ့်မယ်မကောင်းဘူးလားကောင်းတယ်ကောင်းတဲ့စိတ်လေးများဖြစ်လာရင်လေဣဒ္ဓပေါင်းသူတော်ကောင်းတို့ဒီအချက်မှလည်းပဲသတိရှိဖို့လိုတယ်နော်ကောင်းတဲ့စိတ်မွန်မြတ်တဲ့စိတ်ဖြစ်လာရင်စိတ်ကိုကြည်နူးပြီးတော့ကောင်းတဲ့စိတ်ပဲကောင်းတာပေါ့ဟင်ဒီကကြီးမိုက်မြကောင်းတဲ့စိတ်ပဲဘယ်မှမကောင်းမဲရှိပါမလဲဟုတ်ဘူးလားအေးဒါကြောင့်သူမှလည်းပဲအခုဖြစ်ရင်အခုချမ်းသာဟိုရှေးဝါးတဲ့တောင်ဦးဇင်းတို့မြန်တယ်လို့ထင်ယောဂပြောက်စေတဲ့ရှေးဝါးကမှဗိုက်ထဲကိုမျိုးချလိုက်တယ်ဆိုရင်ဟုတ်လားအစာချေစနစ်တွေပါလေနဲ့တဆင်ပြီးတဆင်သွေးတွေပါလေတဲ့ရောက်အောင်သွားပြီးတော့မှခဏနေမှပါလေတက်တာသွားတဲ့သဘောရှိတယ်မို့လားကောင်းတဲ့စိတ်ကအဲ့ဒါလောက်တောင်အချိန်ဆောင်စရာမလိုဘူးအခုဖြစ်ရင်အခုချမ်းသာတယ်ဟင်တခါကြီးမိုက်မြအဲ့ဒါလောက်စိတ်ချရတဲ့အရာလောကမှာရှိနိုင်မှာမလားအခုဖြစ်ရင်အခုချမ်းသာတယ်ကြိုးစားပြီးတော့ကောင်းတဲ့စိတ်ကိုမွေးခြင်းတဲ့စိတ်မပေါက်သင့်ဘူးလားပေါက်သင့်တယ်နော်ပြီးရင်ကောင်းတဲ့စိတ်သည်ဒီဘဝမှာဗာလဲကျိုးပေးမယ်ဦးဇင်းတို့မြင်တာလေးပြောမယ်ဈေးရောင်းကောင်းတဲ့ဈေးတယ်လို့ကိုဖြစ်မယ်လို့ထင်တယ်ကောင်းတဲ့စိတ်ကလေးဖြစ်လာတော့အစဉ်လေးရတဲ့တဖြည်းဖြည်းနဲ့စိတ်ထဲမှာစိတ်ချမ်းသာမှုလည်းဖြစ်တယ်ဩစိတ်ကောင်းနှလုံးကောင်းမွေးရတာများသိပ်ပြီးတော့အဆင်ပြေတာပဲဟန်ရလိုက်တာဆိုပို့ပြီးတော့ယုံကြည်မှုကလည်းဖြစ်လာဟုတ်လားယုံကြည်တော့ပို့ပြီးတော့စိတ်ကောင်းမွေးမိတယ်စိတ်ကောင်းမွေးမိတော့ပို့ပြီးတော့သက်သာရာကိုရတယ်ပို့ပြီးတော့သက်သာရာရလေပို့ပြီးတော့ကောင်းတဲ့စိတ်ရဲ့အပေါ်မှာယုံကြည်မှုကများလေအဲ့ဒီလိုနီးနဲ့ယုံတရားကိုတွေ့တော့ယုံကြည်မှုကလည်းပို့ပြီးတော့များလာတယ်အဲ့တော့ဘာအရေးကြီးလဲဆိုရင်ပထမခြေလှမ်းလေးဟာအရေးကြီးတယ်လို့ထင်တယ်ဟင်ဒီကမာကြီးတွေကောင်းတဲ့စိတ်ကိုပြီးပြင်းအောင်မွေးကြည့်လိုက်အဲ့ဒါက तू ကဟိုငါ့ကိုနည်းနည်းရမမှတ်နဲ့ငါတော့လျှောက်ချမ်းသာစေနိုင်တယ်ဆိုပြီးတော့ तू အကောင်ထဲပြလာတဲ့အချိန်မျိုးမှာလေအဲ့ဒီကောင်းတဲ့စိတ်ရဲ့အပေါ်မှာအိုး तू ဒီသားနဲ့အာကိုရပဲလို့သဘောပေါက်လာတဲ့အချိန်မှာယုံကြည်မှုဆိုတာကတက်မလာဘူးလားတက်လာတယ်အဲ့ဒါကိုပဲဘာခေါ်မလဲတရားတရားကုသိုလ်ရဲ့ပုံမှာယုံကြည်တာနော်ဒီကကြီးမိုက်မြအဲ့ဒီကောင်အရှိန်ဝါကြီးရင်ကြီးသလောက်ကုသိုလ်ကိုပို့ပြီးတော့လုပ်ဖြစ်တယ်စိတ်ကောင်းကိုပို့ပြီးတော့မွေးဖြစ်တယ်ဟုတ်လားဒါကြောင့်ယုံစရာကိုတွေ့အောင်ကလည်းပဲလှုပ်ထားအောင်မှယုံစရာကတွေ့မှာကိုဟုတ်လားယုံစရာတွေ့မှလည်းပါလေယုံကြည်မှုကဖြစ်လာတယ်အဲ့ဒီလိုလဲသွားဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်ဒီဘဝမှာတင်ကိုပဲထင်ထင်ရှားရှားအကျိုးပေးတယ်လို့မိမိတို့ရဲ့ဉာဏ်ထဲမှာသိတာထင်ရှားလာအောင်ကောင်းတဲ့စိတ်ကိုဒုနဲ့ဒေနဲ့ကြီးထွားလာအောင်မလုပ်သင့်ဘူးလားလုပ်သင့်တယ်နောက်တခါယူမိုက်မြအေးနောက်တတိယချက်ပါလေမသေးခင်နိဗ္ဗာန်မရမချင်းဘဝတန်တရားတစ်လျှောက်လိုက်ပြီးတော့ချမ်းသာစေမယ်သက်သာစေမယ်ဟုတ်လားဦးဇင်းတို့ရသော်ဘုရားအမှုရှိတဲ့သူတော်ကောင်းကြီးတွေဒီဘဝမှာလူတိုင်းကမော့ကြည့်ရလောက်အောင်အဆင့်မြင့်ကြတာလေဟင်တခါကြီးဒီမိုင်းမြတခါအားကြတဲ့စိတ်တွေမပေါ်ဘူးလားပေါ်တယ်အဲ့ဒါသူတို့ဘာဖြစ်လို့အဲ့ဒီလိုချမ်းသာတဲ့အကျိုးတရားသူများအားကြရတဲ့အခြေအနေမျိုးမှာရက်တည်ပြီးတော့ဘဝမှာစံပြအနေနဲ့နေသွားတာလဲဆိုရင်ဘဝအဆက်ဆက်ကကောင်းတဲ့စိတ်တွေကိုမွေးမြူပြိုးထောင်ခဲ့တာဟုတ်လားဒီကမကြီးမြအဲ့ဒီကောင်းတဲ့စိတ်ကိုတဖြည်းဖြည်းလေးနဲ့ဆုလာတော့ကောင်းတဲ့စိတ်တွေများလာပြီဆိုတဲ့အခြေအနေမျိုးမှာဘယ်နေရာကပဲရှင်သူတို့ကိုမှီဖို့ဆိုတာလွယ်လားလွယ်အကုန်လုံးကောင်းတယ်သူတို့ဘဝတွေကသိကောင်းတဲ့အခြေအနေမျိုးကိုရောက်သွားတာဒါဥစဉ်ကနည်းနည်းလေးချွတ်တွေးတဲ့ခေါ်တဲ့ပုံကိုယ်တွေတဲ့ရည်ရွယ်ပြီးတော့ပြောကြည့်တာနော်ဟုတ်လားအဲ့တော့ကောင်းတဲ့စိတ်ကိုဘဝအဆက်ဆက်ကိုကမွေးလာပြီဆိုရင်ဒီကောင်းတဲ့စိတ်တွေကပဲအဲ့ဒီဘဝကိုအစင်းမြင့်တဲ့မြင့်အောင်မြင့်တင်ပြီးတော့မသွားဘူးလားမြင့်တင်သွားတာကောင်းတဲ့စိတ်ကပဲအစင်းမြင့်တာဗျ
ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကလေအတိဗန္ဒကရွာသူကြီးဆိုတာရှိဦးဇင်းတို့နာလန္ဒမြို့နာမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအဲ့ဒီပါဝါပြည်ပေါ့လေနာလန္ဒမြို့ကိုရောက်တော့အဲ့ဒီအတိဗန္ဒကရွာသူကြီးကသူ့ရဲ့ဆရာကဒီကန္ထနာတဗုဒ္ဓဒိဋ္ဌိဆရာကြီး6ယောက်ထဲမှာတယောက်အပါဝင်ပေါ့အဲ့ဒါအတိဗန္ဒကရွာသူကြီးကိုမြတ်စွာဘုရားကြီးကိုသွားပြီးတော့ဝါရစစ်ပွဲဆင်နွှဲကြီးဆိုပြီးတော့လွတ်တာဗျနော်အဲ့ဒီမှာအတိဗန္ဒကရွာသူကြီးကမြတ်စွာဘုရားကြီးကိုရောက်လာတယ်လူရင်းပဲပြောကြည့်မယ်ဗျမြတ်စွာဘုရားကြီးရောက်တော့မြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားဟိုပိဿန္တရေအရက်မှာနေကြတဲ့မိပူဇော်တဲ့ပုံသားတွေကပြောတယ်တဲ့သူတို့ကိုကြည်ညိုတဲ့လူကိုးကွယ်တဲ့လူတွေကိုသေလို့ရှိရင်အစင်းမြင့်တဲ့ဘဝကိုရောက်အောင်တနည်းအားဖြင့်ချမ်းသာတဲ့ဘဝကိုရောက်အောင်သူတို့လှုပ်ပေးနိုင်တဲ့အစွမ်းရှိတယ်လို့အဲ့ဒီပုံသားတွေကပြောတယ်တဲ့အရှင်ဘုရားလည်းပဲတတ္တဝါတွေကိုတနာတဲ့ကရုဏာရှင်လို့နာမည်အင်မတန်ကြီးပါလေဒါကြောင့်အရှင်ဘုရားရဲ့တပည့်သာဝကတွေသေဆုံးပြီးတဲ့နောက်မှာကောင်းတဲ့ဘဝရောက်ဖို့အတွက်အစင်းမြင့်ဖို့အတွက်အရှင်ဘုရားကလှုပ်မပေးနိုင်ဘူးလားလို့မြတ်စွာဘုရားကလာမေးတာပိဿတို့ဒီမေးခွန်းလေးစဉ်းစားကြရကောင်းတယ်နော်မိပူဇော်တဲ့ပုံသားတွေကတော့သူတို့ကြည်ညိုတဲ့လူတွေကိုသေပြီးရင်ပါလေကောင်းတဲ့နေရာရအောင်လုပ်ပေးမယ်ဆင်းပြေအောင်လုပ်ပေးမယ်လို့ပြောတယ်တဲ့အရှင်ဘုရားလုပ်မပေးနိုင်ဘူးလားလို့မေးတယ်အဲ့ဒီမှာမြတ်စွာဘုရားကတခါကြီးအဲ့ဒီလိုဆိုလို့ရှိရင်လေသင်ကိုငါမေးခွန်းတစ်ခုမေးမယ်သင်ကြိုက်တယ်လို့ဖြေရေကန်ကြီးတကန်ရဲ့ဘေးမှာလူတွေဝိုင်းပြီးတော့ရက်နေကြအဲ့ဒီမှာလူတဦးတယောက်ကအဲ့ဒီရေကန်ကြီးတဲကိုကြောက်ခဲတုံးကြီးတုံးပြစ်ချလိုက်မယ်ဆိုကြပါစို့တဲ့အဲ့ဒီလိုပြစ်ချလိုက်လို့ရှိရင်ကြောက်ခဲဟာရေထက်တိတ်သီးမှုများတဲ့အတွက်ကြောင့်ရေထဲကိုပါလဲနစ်သွားမယ်ဒါနားလည်နိုင်တယ်နော်အဲ့ဒါကိုကံပေါင်ရဲ့ဘေးမှာဝိုင်းပြီးတော့ရက်နေကြတဲ့လူတွေအကုန်လုံးကဒီကြောက်ခဲကြီးကိုရေထဲမနစ်စေခြင်းဘူးကြောက်ခဲကြီးရေပေါ်ပေါ်ပါစေရေပေါ်ပေါ်ပါစေလို့ဝိုင်းဝန်းပြီးတော့ဆူတောင်းကြမယ်ဆိုရင်အဲ့ဒီကြောက်ခဲကြီးဟာရေပေါ်ပေါ်လာနိုင်ပါသလားတကားကြီးကြိုက်တယ်လို့ဖြေကဲပေးတယ်လို့လည်းကြိုက်တယ်လို့ဖြေကြောက်ခဲကြီးရေပေါ်ပေါ်ပါစေလို့ဆူတောင်းယုံမျှနဲ့ကြောက်ခဲကြီးရေပေါ်ပေါ်လာနိုင်သလားပေါ်လာနိုင်ဘူးဘာဖြစ်လို့မပေါ်လာနိုင်တာလဲကြောက်ခဲဟာရေထက်လေးနေလို့ကိုမပေါ်နိုင်တာပဲဟုတ်လားအဲ့ဒီတော့အတိဗန္ဒကရွာသူကြီးကမြတ်စွာဘုရားမပေါ်နိုင်ပါဘူးဖေ။အဲ့ဒီလိုပဲတခါကြီးတဲ့ဘဝတစ်လျှောက်လုံးမကောင်းတဲ့စိတ်တွေညှဉ်းနှွမ်းတဲ့စိတ်တွေနဲ့နေလာတဲ့တတ္တဝါကိုသူ့ကိုမေတ္တာရှိကြတဲ့အတိုင်းဝိုင်းတွေကဒီတတ္တဝါသိပြီးတဲ့နောက်မှာကောင်းတဲ့ဘုံဘဝရောက်ပါစေအစဉ်ပြေပါစေချမ်းသာပါစေဘလောက်ပဲမေတ္တာစေတနာတွေနဲ့ဆူတောင်းမေတ္တာပို့နေစေကားမူအဲ့ဒီတတ္တဝါကောင်းတဲ့ဘဝဘယ်နည်းနဲ့မှမရောက်နိုင်ဘူးကြောက်ခဲကိုရေပေါ်ပေါ်အောင်ဘယ်သူမှမလုံနိုင်တယ်လို့မျိုးပဲတဲ့မကောင်းဘူးလားဥပမာကတခါကြီးမိုက်မြဒါကြောင့်ကြောက်ခဲသည်ရေထဲနစ်တဲ့သဘောရှိတယ်လို့မကောင်းသောစိတ်သည်လည်းတတ္တဝါကိုအစစ်နှိမ့်အောင်ဆွဲနှစ်တဲ့သဘောရှိဟုတ်လားတဖြည်းဖြည်းနဲ့နှိမ့်ချသွားမယ်ဘဝဟာလေမကောင်းသောစိတ်တွေများလာနောက်ထပ်ဥပမာတစ်ခုထပ်မေးမယ်အဲ့ဒီလူစုပဲအဲ့ဒီရေကန်ကြီးရဲ့ဘေးမှာဝိုင်းပြီးတော့ရက်နေကြအဲ့ဒါကိုတစုံတယောက်သောပုဂ္ဂိုလ်ကထောကအိုးကိုဖြစ်စေစီအိုးကိုဖြစ်စေရိုက်ခွဲပြီးတော့အဲ့ဒီရေကန်ထဲကိုပြစ်ချလိုက်တယ်အဲ့ဒီမှာအိုးချမ်းပဲ့တွေကတော့တခါနဲ့တဖြည်းဖြည်းနဲ့စီနဲ့မြုပ်သွားတယ်ထောဘတ်တွေစီတွေကတော့ရေမျက်နှာပြင်ပေါ်မှာဝဲပြီးတော့ဗာလဲကြံရစ်တယ်ဘာဖြစ်လို့လဲရေထက်သိပ်သီးမှုနည်းတဲ့အတွက်ကြောင့်ထောဘတ်တို့စီတို့ဒီရေထဲမှာနစ်သလားမနစ်ဘူးအဲ့ဒါကိုဘေးကလူတွေကလေဟောဒီထောဘတ်တွေစီတွေရေထဲနစ်ပါစေရေထဲနစ်ပါစေလို့ဆန္ဒပြုမယ်ဆိုယုံမျှနဲ့ဒီထောဘတ်တွေစီတွေဟာတကားကြီးရေထဲနစ်သွားနိုင်သလားတဲ့ပိဋကရေနစ်သွားနိုင်သလားမနစ်နိုင်ဘူးဘာကြောင့်လဲရေပေါ်မှာပေါ်တဲ့သဘာဝရှိတယ်အဲ့ဒီအတိုင်းပဲတကားကြီးတဲ့ကောင်းတဲ့စိတ်တွေနဲ့အချိန်များများကုန်ညမဲ့ပုံကိုယ်ကြီးနော်သူတို့ကိုဘေးကတုံတယောက်သောမုန်းတီးတဲ့လူကမကောင်းတာတွေဖြစ်ပါစေတကယ်လို့သေအောင်တောင်မကောင်းတဲ့ဘဝရောက်ပါစေသိပ်ပြီးတော့ဒေါသတွေနဲ့အမုန်းတွေနဲ့အာဃာတတွေနဲ့အဲ့ဒါလို့ဆန္ဒပြုမယ်ဆိုရင်တောင်မှကောင်းသောစိတ်ပိုင်ရှင်သည်အစစ်နှိမ့်သွားတဲ့အခြေအနေမျိုးကိုရောက်နိုင်သလားမရောက်နိုင်ဘူးဘယ်အရေးမှာပဲရှင်အစစ်မြင့်တဲ့အရေးတွေနဲ့သူတို့ထာဝရရှိနေမယ်စီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးဒါလူဘဝအနေနဲ့ပြောတာနော်တန်တရားရေးနဲ့ချီပြောမယ်ဆိုရင်ဘဝအရာမှာမရှင်နိုင်တဲ့ဘဝတွေကိုသူတို့ရဘဝချင်းတူရင်ဉာဏ်အဖြစ်သူတို့အထက်တန်းကြ
ဟုတ်လားဘယ်လိုစိတ်ပိုင်ရှင်တွေလဲကောင်းသောစိတ်ပိုင်ရှင်အဲ့ဒီကောင်းတဲ့စိတ်ပိုင်ထားတဲ့အတွက်ကြောင့်ထောပတ်တွေစီတွေဟာရေရဲ့အထက်မှာရှိနေတယ်လို့ကောင်းသောစိတ်ပိုင်ရှင်တွေသည်တာမန်လူတွေရဲ့အထက်မှာရှိနေမယ်သဘောပေါက်လားဒီက